မန္တလေးမှာမိလောင်ဖြစ်ပွားတဲ့တည်င်းကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်26ရက်နေ့3လပိုင်း2026ရက်နေ့ကမနေ့9:30ခန်းမန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်89လနဲ့39လကြားမှာနေအိမ်တလုံးမိလောင်ဖြစ်ပွားကြောင်းတည်င်းရရှိထားပါတယ်မဟာအောင်မြေမြို့နယ်မိသားစခန်းနဲ့အရာမိသားစခန်းမိသားရံများကိုထွက်ခွာမိငိမ့်တပ်ပြီးမိသားတပ်ဖွဲ့ရဲ့ကျုပ်ပန်းမွန်ကြောင်း9:55မိနစ်အချိန်ခန့်မိငိမ့်တပ်နိုင်ကြောင်းဖြစ်ပါတယ်အဆိုပါမိလောင်ဖြစ်ပွားရာမှာလူတဦးထပ်မံတည်ဆုံသွားကြောင်းသိရှိရပါတယ်ခုလိုနေရာတီလျှောက်တွေ့တဲ့ရာတီဥတုမှာမိဘေးအန္တရာယ်ဟာအချိန်မရွေးဖြစ်ပွားနိုင်တာမို့ဒီအချက်လေးချက်ကိုအထူးဂရုပြုလိုက်နာစီရှင်ပါတယ်နံပါတ်1လက်စစ်ပစ္စည်းကိုစတင်တဲ့ကြအသုံးပြုပါအသုံးမပြုတဲ့လက်စစ်ပစ္စည်းကိုပလက်ဖြုတ်ထားပါဖုံးအတွင်းကျိုးများကိုဟောင်းနှွမ်းနေသောလက်စစ်ဝါယာကျိုးများနဲ့အမြန်လဲလှယ်ပါမီတာပေါင်းနဲ့မိန်းခုတ်များကိုပုံမှန်စစ်ဆေးပါနံပါတ်2မိဖို့ချောင်းမိတတိပြုပါသမင်းဟင်းချက်ပြီးတိုင်းမိကျွင်းမိကြံများကိုတေချာငိမ့်တပ်ပါကဲအိုးအသုံးပြုပါကအဆုတ်ရှင်လုံမလုံနဲ့ပိုက်လိုင်းများကိုစစ်ဆေးပါသမင်းမိဖို့ဖြင့်ချက်ပြုတ်ပါကမိဖို့ဘေးတွင်လွယ်လွယ်ကူမိလောင်နိုင်သောပစ္စည်းများမထားပါနဲ့3ပဝန်းကျင်တန်းရှင်းရေးတဲ့အိမ်ဝန်းတွင်းရှိသောတရွက်တစ်ချောင်းများနဲ့အမိုက်များပုံမထားပါနဲ့စနစ်တကျဆွန့်ပစ်ပါခြံစည်းဝနီးရှိမိရှို့ခြင်းကိုချောင်ကျင်ပါဆေးလိပ်တောက်တက်ပါကဆေးလိပ်တောက်ပြီးတေချာမိငိမ့်ပြီးမှဆွန့်ပစ်ပါနံပါတ်4ကြိုတင်ပြင်ဆင်မှုရှိပါအရေးပေါ်ရှင်တွေအတွက်မိသားစုဘူးများရေပုံးတဲပုံးတို့ကိုအလွယ်တကူယူနိုင်သောနေရာတွင်ထားရှိပါမိသားဌာနရဲ့အရေးပေါ်ဖုန်းနံပါတ်191ကိုမှတ်သားထားပါမိဘေးအန္တရာယ်ကင်းဝေးဖို့မိနစ်တိုင်းမှာတတိရှိကြပါစို့လို့ပြောစီရှင်ပါတယ်ခုကျွန်တော်ပြောတဲ့အချက်တွေကလိုက်နာရင်99%နှုန်းသောတင်ဟာမိဘေးအန္တရာယ်ကင်းဝေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်